ပိဿတ်ကြီးစကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရတကယ်ချမ်းသာဖို့ဆိုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင်အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာတေဂာနီးမှာပို့ပြီးတော့ထင်ရှားတယ်တေဂာနီးမှာထင်ရှားတယ်ဆိုတော့ရှင်တုံးမှာမထင်ရှားဘူးလို့ဆိုလိုတာမဟုတ်လူသားတွေဟာရှင်နေတဲ့အခိုက်အတန့်မှာတုန်းကတော့ကုသိုလ်ကိုသိပြီးတော့အားကိုးရကောင်းမှမသိဘာကြောင့်လဲဆိုတော့အသိဉာဏ်ကနဲတာမိုက်မဲတာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအားကိုးတယ်ငါမဲတောင့်တင်းတယ်လုံနိုင်တယ်ကိုင်းနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ကိုအားကိုးတယ်ဟုတ်လားအပစ္စည်းဥစ္စာကိုအားကိုးတယ်မိတ်ဆွေကိုအားကိုးတယ်ဆွေမျိုးသားချင်းတွေအားကိုးတယ်ဒီအများကြီးရှိတယ်နော်အားကိုးလို့ရသေးတာဘူးဗျာတေဂာနီးရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီကိုနေထိုင်စဉ်ကာလတုန်းကတန်ဖိုးထားခဲ့တဲ့အားကိုးစရာတွေကအားကိုးလို့ရသေးလားအားကိုးလို့မရတော့ဘူးကိုအားအကိုးဆုံးလို့ဆိုရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကစပြီးတော့တည်တော့မယ်ဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ဇာတိကိုဖော်ပြလိုက်ပြီလေမင်းဘယ်လိုပဲငါ့ကိုမြဲတယ်လို့ထင်ငါကတော့တည်တော့မယ်လို့သူ့ရဲ့အဖြစ်မှန်တရုပ်တကံကိုမျက်နှာဖုံးကိုဖွင့်ပြလိုက်ပြီခုဒကာဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကိုယ်ကြီးကမျက်နှာဖုံးဖုံးထားတာအဲ့ဒါကိုဖွင့်မကြည့်ပြဘူးနော်ခန္ဓာကိုယ်ကြီးကဘယ်လိုမျက်နှာဖုံးဖုံးထားလဲမြဲတယ်လို့မျက်နှာဖုံးဖုံးထားတာဗျဟုတ်လားကိုကြည့်မြဲတယ်လို့ပဲထင်တယ်သိမယ်လို့ထင်တဲ့အချိန်ကတကယ်နည်းနည်းလေးပဲရှိတမင်တကာတွေးတောမှသိဟုတ်ရလားအဲ့ဒီမျက်နှာဖုံးကိုအဲ့ဒီအချိန်ကတော့ကိုကချွတ်မကြည့်လဲပဲသူကချွတ်ပြလိုက်ပြီဂိုင်းမင်းဘယ်လိုပဲမြဲတယ်ထင်တယ်ငါကတော့သေတော့မယ်ပျက်စီးတော့မယ်အဲ့ဒီအချိန်ကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းအားကိုးစရာမဟုတ်တော့ပစ္စည်းဥစ္စာဆိုတာတွေကလည်းအားကိုးစရာမဟုတ်တော့ဘူးအဲ့ဒါသူ့နယ်ပယ်မဟုတ်ဘူးပစ္စည်းဥစ္စာဆိုတာရှင်စဉ်ကာလမှာစားဝတ်နေရေးရပြိုင်ဆိုင်ရေးရဒါတွေအတွက်လောက်ပဲအသုံးကြတာနော်သေတော့မယ်ဆိုတဲ့အခါမှာလာရောက်ပြီးတော့ကူညီဖို့အတွက်ပစ္စည်းဥစ္စာမှာအစွမ်းတတ္တိမရှိပါဘူးဆွေမျိုးတွေအပေါင်းအသင်းတွေမိတ်ဆွေတွေလည်းပဲအဲ့ဒီအချိန်မှာသူတို့ရဲ့နယ်ပယ်ဟုတ်သေးလားမဟုတ်တော့တေဂာနီးအချိန်မှာပြည်လည်ဖို့ဆိုတာကုသိုလ်ကောင်းမှုရဲ့နယ်ပယ်ကုသိုလ်ကောင်းမှုရဲ့တက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားတယ်ဟုတ်ရဲ့လားဒါကြောင့်တေဂာနီးအခါကာလမှာဘာအရေးကြီးလဲကုသိုလ်ရှိဖို့အရေးကြီးပါလေရှင်လုံးမှာလည်းပဲကုသိုလ်ရှိဖို့အရေးကြီးပါနဲ့နော်သို့တော့တေဂာနီးမှာပို၍အရေးကြီးတယ်ဟုတ်ရဲ့လားဒါကြောင့်ဘဝဆိုတာနေရေးတစ်ခုတည်းတည်ဆောက်ထားတာမဟုတ်သေရေးနဲ့နေရေးနဲ့ရောထွေးပြီးတော့တည်ဆောက်ထားတာဟုတ်လားအဲ့ဒီတော့နေရေးတစ်ခုတည်းစဉ်းစားမယ်ဆိုရင်ဒီစဉ်းစားချက်ဟာဘယ်လိုနည်းနဲ့မှမပြည့်စုံနိုင်ပိဿတ်ဘဝမှာသေခြင်းဆိုတာကိုမတွေ့ကျင်ဘူးလို့ဖယ်ပြစ်လို့ရလားမရဘူးဗျသေခြင်းဆိုတာကိုမရှိဘူးဆိုပြီးတော့လှုပ်ထားလို့လည်းမရဘူးသေခြင်းရှိနေတာကကျေးဇူးလည်းတင်စရာရှိတယ်လို့တောင်ပြောမယ်ဆိုပြောလို့ရတယ်တကယ်လို့လူတွေကမွေးပဲမွေးနေတယ်အမြဲတမ်းမသေးတော့ဘူးဆိုရင်ဘယ်လိုများနေကြမလဲတစ်ချက်လောက်လေးစဉ်းစားကြည့်ပါဦးဟုတ်လားအဲ့တော့ဒီတော့ဘဝဆိုတာဘာလဲလို့မေးရင်နေခြင်းနဲ့သေခြင်းနဲ့ဒီနှစ်ခုအချိုးကျကျပေါင်းစပ်ထားတာဟုတ်လားအဲ့တော့ဒီနှစ်ခုကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဟိုချိန်ဝင်ရှာညီမျှအောင်တွေးတတ်ဖို့လိုတယ်နေရေးကြီးတယ်တွေးလို့မဖြစ်သေးဘူးသေရေးကြီးပဲတွေးရင်လည်းမဖြစ်သေးဘူးနေလဲနေရအောင်ပါလေဟုတ်ရမို့လားအခုစာဝတ်နေရေးရှိတယ်တာရေးသမီးရေးရှိတယ်နေရေးရှိတယ်နော်ဒါတကယ်အရှိတရားနော်အဲ့ဒါကိုစိတ်ကူးရင်ပြီးတော့မရှိပါဘူးလို့လှုပ်ချင်လို့မရဘူးဟုတ်လားဒါကြောင့်နေရေး